ဘုရားဒီဟုသောယတနာတရားဒီဟုသောယတနာသံဃာဒီဟုသောယတနာဤယတနာအမြတ်ဆုံးသုံးပါးတို့အားယုတိမြတ်တို့လက်ဦးမိုး၍ရှိခိုးပူဇော်ဘုမျိုးမှလည်းရောပရောဇာယတိပူဇော်ဝန္ဒပနာမစေတနာသတ္တပညာဝရိယတို့ကြောင့်သတ္တသီလတုဒ္ဒသာကပညာဟိရိဩတ္တပဥစုအပ်တော်သူတော်ကောင်းဥစ္စာခုနှစ်ဖြာတို့ကိုဘဝမရှာကြိုးစားအထုတ်နိုင်ကြကုန်သည်သာလျှင်ဖြစ်၍ဘုရားပိစိကဗုဒ္ဓရှင်ယဟန္တာအရိယာမြတ်တို့ဤဂိမ်းဝပြောစံဒီနိဗ္ဗာန်တို့လင်းမြန်သောစွာမျက်မှောက်ပြုနိုင်တဲ့သူတော်ကောင်းများဖြစ်ကြပါစေဒီကနေ့သာသနာတော်နှစ်2569ခုနှစ်ဘောဓတက္ကရာ1389ခုနှစ်တရင်ကျလာပြီးကျော်12ရက်နေ့18ရက်10လ2025ခုနှစ်မန္တလေးတိုင်းဒေသကြီးတရားဦးမြို့နယ်ကြောက်ဖူးကြီးရွာမင်းနန်းကျောင်းတိုက်တာအတွင်း၌တစ်ကြိမ်မြောက်ပြုလုပ်ကျင်းပအပ်သော9ရက်တာနိဗ္ဗာန်ဝင်လန်းတရားစခန်းပွဲ၌ဒီကနေ့ဦးဇင်းတို့ဟောကြားအပ်သောဓမ္မပဒပါဠိတော်သဟတဝက်ဗဒစာရီဝတ္ထုကိုအရှိခံ၍ဟောကြားအပ်သောတရားကောင်းစဉ်ရဲ့အမည်ကမင်းနန်းကံနဗေကငါမပါသောရှည်လန်းများတရားကောင်းစဉ်ကပါတယ်လေမင်းနန်းကံနဗေကငါမပါသောရှည်လန်းများလို့အမည်ပေးထားတဲ့တရားဒေသနာတော်ကိုမဟောကြားကြမနာကြသိမည်မှာမူလတရားပိုင်ရှင်ဖြစ်တော်မူတဲ့သုံးလောကထိုထသဗ္ဗညုမြတ်စွာဘုရားတခင်ကိုတော်မြတ်ကြီးကိုအရင်ဆုံးရှေ့ကိုလိုက်ကြရအောင်အလုံးသောတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့ကမြတ်စွာဘုရားရဲ့ဘုရားကုံတရားကုံသံဃာကုံဤကုံတွေကိုအာယုံပြုပြီးတော့လက်အုပ်ကလေးတွေကိုယ်စီရှိထားလိုက်ပါတရားဟောတဲ့ပုဂ္ဂိုလ်ကဓမ္မသနာပလင်ဘောမှနေ၍ဝစီပနာမနှုတ်နဲ့ရှေခိုးထောပနာပြီးတော့ရှေ့ကတိုင်ပေးမယ်နောက်ကလိုက်ဆိုပေးပါဗုဒ္ဓမြတ်ဗုဒ္ဓ